တို့ကုဆက်သားလိုပါလေတစ်ဆက်တည်းပါပဲကျွန်တော်တို့ပျော်ရွှင်ချမ်းမြေ့ဝယ်ဝင်းနေတော်လမြတ်ဒီဇင်ဘာ2025ခုနှစ်မှာယခုလိုသင်းတော်နှစ်30ဂျူဘလီဝတ်ပြုကိုးကွယ်ခြင်းကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်မှာအစီအစဉ်တစ်ခုနေတဲ့ပါဝင်ပြောဆိုခွင့်ရတာကိုလည်းပဲရရှိကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျေးဇူးစွာမင်္ဂလာအပေါင်းနဲ့ပြုစုကြပါစေလို့ဒုက္ခဆက်သအပ်ပါကြောင်းပြောကြားလိုပါတယ်ကျွန်တော်နာမည်ကတော့စောဗစ်တာသာကျော်ပါကျွန်တော်အနေနဲ့လက်ရှိရောက်ရှိတဲ့အသက်အပိုင်းခြားပြောရရင်တော့83နှစ်ဆိုတော့နှုတ်တိုက်ကြတော့ဒီအင်တာဗျူးလုပ်တဲ့ဖြေကြားမှုများကိုပြောဆိုဖို့ရအမှန်တမ်းမှစီကိုမတည့်ပဲနဲ့ဖြစ်ပါဆိုလို့ယေရှုပြု၍ကျွန်တော်ရဲ့တင်ပြချက်များကိုရေးသားမှတ်သားထားတဲ့အကြောင်းအရာပေါ်မှာအခြေခံပြီးတော့တင်ပြအသိပေးလိုပါတယ်လို့ကျေးဇူးစွာဖိတ်ဆက်လိုပါတယ်ကျွန်တော်ဟာဒီပေါ်ပြီးမြို့နယ်ကို1982ခုနှစ်ကြပါပဲပြောင်းရွှေ့ရန်ကုန်မှပြောင်းရွှေ့ရောက်ရှိလာတော်သူဖြစ်ပါတယ်ကျွန်တော်အိမ်တော်တွေနဲ့တင်ပြမယ်ဆိုရင်ကျွန်တော်ရဲ့ဇနီးတွေကတော့ဆရာမတော်သွဲစာဖြစ်ပါတယ်သူကလည်းပဲပညာရေးအမှုထမ်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်အစိုးရရဲ့ transfer order အရပေါ်ပြီးမြို့ကိုကျောင်းဆရာမဖြစ်တဲ့ transfer order ရပြီးတော့အရင်ပြောင်းရွှေ့ခဲ့ရပါတယ်ကျွန်တော်ကရန်ကုန်မြို့ကျွန်တော်ဒီဝန်ကြီးများရုံးနေရာဒေသကတော့သိမ်ပြူလမ်းနဲ့မဟာဗန္ဓုလတန်းနောက်ပြီးကျွန်တော်တို့မြို့ထဲမှာပဲဝန်ကြီးများရုံးအဆောက်အဦမှာစီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနစီမံကိန်းရေးဆွဲရေးဦးစီးဌာနမှာဦးစီးရာရှိတူနဲ့အနေနဲ့တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေပါတယ်ဇနီးတွေရဲ့ပြောင်းရွှေ့မှုနဲ့မိသားစုရဲ့အားလုံးနေထိုင်စားသောက်ရေးအတွက်ဆင်ပြေဖို့အတွက်ကိုကျွန်တော်အနေနဲ့ရုံးချုပ်မှာတင်ပြပြီးတော့ကျွန်တော်လည်းပဲပေါ်ပြီးမြို့နယ်သို့ပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်လို့ကြောင်းတင်ပြတဲ့အခါမှာတာဝန်ရှိလူကြီးပင်များကလည်းပဲကျွန်တော်ကိုဒီမိသားစုအတူတကွနေထိုင်ရေးအတွက်အဆင်ပြေဖို့မော်ဘီမြို့နယ်ကို1982ခုနှစ်နောက်ပိုင်းတော့ပါပဲကျွန်တော်ကိုမြို့နယ်တာဝန်ကဖြစ်တဲ့ပြောင်းရွှေ့ပြီးတာဝန်ထောင်းဆောင်ခွင့်အမိန့်ကိုထုတ်ပေးပါတယ်အဲ့ဒီအချိန်မှစပြီးကျွန်တော်ပေါ်ပြီးမြို့နယ်ကိုရန်ကုန်မှပြောင်းရွှေ့ရောက်ရှိလာတဲ့ရောက်ရှိလာပြီးတော့အတူတကွတာဝန်များကိုအစိုးရမှုထမ်းဖြစ်တဲ့ထမ်းဆောင်ရရှိပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်နေတဲ့ဒီပေါ်ပြီးမြို့မှာနှစ်ချင်းအသင်းတော်ကြီးနဲ့ထိစပ်ပြီးတော့တွေးဆုံပြီးတော့စက္ကန့်လောက်ကိုင်ဆောင်ရွက်ခဲ့တဲ့အခုစက်တမ်းများကိုလည်းအလဲကျွန်တော်ဆက်လက်ပြီးတော့တင်ပြလိုပါတယ်ရတယ်ဘုရားပြောအဲ့တော့ကျွန်တော်လည်းပဲဒီပေါ်ပြီးမြို့နယ်ကို1982ခုနှစ်မှာပြောင်းရွှေ့လာပြီးတော့မြို့နယ်စေဘာကိန်းဦးစီးမှုအနေနဲ့စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့မိသားစုအနေနဲ့တင်ပြရဲ့ဇနီးမောင်နှံနှစ်ယောက်စလုံးကလည်းအစိုးရမှုထမ်းပါပဲမိသားစုအနေနဲ့ကတော့သားသမီး4ယောက်ရှိတဲ့အခါမှာအကြီးတစ်ဦးကတော့သမီးများဖြစ်ပြီးတော့အငယ်2ဦးကတော့သားယောက်ျားများဖြစ်ပါတယ်အဲ့လိုကျွန်တော်မိသားစုအားလုံးဒီပြောင်းရွှေ့လာပြီးတခါလားဒီမှာရောက်ရှိစေချိန်ခါမှာကျွန်တော်တို့ဒီဝတ်ပြုကိုးကွယ်ဖို့အသင်းတော်တစ်ပါးပါးနဲ့ကျွန်တော်ဆက်သွယ်လို့တဲ့အခါမှာဒီဆက်သွယ်မှုကိုစတင်ဆောင်ရွက်တဲ့အခါမှာပေါ်ပြီးမြို့မှာနှစ်ချင်းအသင်းတော်ဖြစ်လာမဲ့ပေါ်ပြီးတပည့်တော်စုနဲ့ကျွန်တော်တို့ဖိတ်ဆက်ပြီးတော့တိကျဝင်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာပေါ်ပြီးရဲ့
ဒီအသင်းတော်နဲ့ထိစပ်ပြီးတော့ဥဆောင်ပြီးတော့လုပ်ကိုင်နေတာတော့ကျွန်တော်တို့အကဥက္ကေဘောမိသားစုဖြစ်ပါတယ်အကဥက္ကေဘောရဲ့သားဖြစ်တဲ့ဥကျော်လွင်ဆိုတဲ့ကျွန်တော်နဲ့ငယ်ငယ်ကကျောင်းတွေပဲတကယ်ချင်းတယောက်ဖြစ်ပါတယ်ငယ်တကယ်ချင်းဖြစ်ပါတယ်သူကတော့ဒီပေါ်ပြီးကိုရောက်နေပြီးတော့ဒီထုတ်လို့ရလုပ်ငန်းမှာမန်နေဂျာမြို့နယ်မန်နေဂျာဖြစ်တဲ့ထမ်းဆောင်လည်းရှိပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့မိသားစုကသူ့နဲ့ခင်မင်ပြန်လည်ပြီးတော့ထိတွေ့ဆက်ဆံခဲ့ရတဲ့အချိန်မှာလည်းပဲသာသနာရေးနဲ့ပတ်သက်ပြီးတော့ဒီတပည့်တော်စုပေါ်ပြီးတပည့်တော်စုပါဆက်လက်ပြီးတော့မိသားစုရဲ့ဝတ်ပြုကိုးကွယ်ခြင်းနဲ့ဓမ္မဝတ်များကိုလည်းအထူးတစ်ခွထမ်းဆောင်ခဲ့ရပါတယ်လို့တင်ပြလိုပါတယ်ဒီအကဥကျော်လွယ်မိသားစုဖြစ်တဲ့အဒီဂရီစသဖြင့်ဒီမိသားစုဟာဒါမှကျွန်တော်တို့ရောက်ရှိလာတဲ့ချိန်မှာပေါ်ပြမှာနေထိုင်ရေးအစရာဆင်ပြေဖို့ကိုကြီးဆောင်ပါခဲ့တဲ့ကနဦးတိတွေ့ခဲ့ရတဲ့ငယ်တကယ်ချင်းမိတ်ဆွေတယောက်ဖြစ်ကြောင်းလည်းပဲကြုံကြလို့ကျွန်တော်ပေါ်ပြတင်ပြလိုပါတယ်လို့အဲ့ဒီအချိန်မှာလည်းပဲအကဥတိုအဒီသူစရီးတဲ့ဖြစ်တဲ့အဖိထားအကဥတိုတဲ့အဖိထားလို့မိသားစုတွေပါကျွန်တော်တို့သိကျွမ်းပြီးတော့ဒီပေါ်ပြီးဘုပြုရေကိစ္စတွေပတ်သက်တဲ့မိသားစုများအတူတကွအပတ်စေစုပေါင်းပြီးတော့အိမ်မှာအလှည့်ချပြီးတော့ဘုပြုခြင်းအစီအစဉ်များကိုစတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါကြောင်းပြောကြားလိုပါတယ်အကဥတိုတဲ့အဲဒီထားတို့ရဲ့မိသားစုပါဆိုရင်သားကြီးဦးစောထိုးဝဲနေတဲ့ကျွန်တော်နဲ့စတင်ပြီးတော့အဲ့ဒီအချိန်ကပါသိကြွခဲ့ရပြီးဥစောထိုးဝဲတဲ့မိသားစုတို့ဟာဆိုလို့ရှိရင်ဒီကျွန်တော်တို့ခရစ်ဖြစ်ပေါ်လာတဲ့ပေါ်ပြီးမျိုးမှနှစ်ချင်းခရစ်ယာန်သင်းတော်ရဲ့ founder တွေဖြစ်ပါတယ်ဒီမိတ်ဆွေရာဆိုလို့ရှိရင်အမတားမှယုံကြည်ခြင်းအားကြီးတဲ့မိဘများရဲ့တာကြီးဩရတာဖြစ်သလိုဒီပေါ်ပြီးမျိုးမှတပည့်တော်စုအနေနဲ့လည်းပဲအဲ့ဒီအချိန်ခါမှာဥစောထုံးဝင်းရလူငယ်တယောက်အနေနဲ့တက်ကြွစွာသာသနာ့လုပ်ငန်းများကိုဦးစီးဦးဆောင်ပြီးတော့လှုပ်ရှားဆောင်ရွက်လက်ရှိကြောင်းတွေ့ရှိရပါတယ်သူနဲ့တူကျွန်တော်တို့မိသားစုကလည်းပဲဒီယုံကြည်သူမိသားစုအခြားကြံရှိသောဒီကောင်မတို့မိသားစုအိမ်တော်များနဲ့ဒီကျွမ်းခွင့်နဲ့ကျွမ်းတော်ရဲ့သိရှိခဲ့ရပြီးတော့ဒီသာသနာ့လုပ်ငန်းရဲ့အခြေခံကာလမှာလည်းပဲသူတို့ကချစ်ခင်ရင်းနှီးခေါ်ရစွာနဲ့တူနဲ့တူအမိသေးပြုပြီးတော့လိုအပ်ချက်များကိုအတူတကွဆောင်ရွက်လာခဲ့ကြောင်းလည်းပဲဖော်ပြလိုပါတယ်ဥစောထိုးဝင်းနေတဲ့ဒီကျွန်တော်တို့ပေါ်ပြီးမျိုးမှသင်းတော်ကြီးဖြစ်လာတဲ့အချိန်အထီကိုဆက်လက်ပြီးတော့တက်ကြွစွာဟိုတိုင်ဦးစီးဦးဆောင်တဲ့လှုပ်ရှားလုပ်ကင်ဆောင်ရွက်တော့လူငယ်တယောက်အဲ့ဒီချိန်ကမှဖြစ်ပါတယ်သူလည်းပဲကျွန်တော်တို့ရဟန်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကပြောင်းရွှေ့လာတဲ့ချိန်မှာအစိုးရမှုထမ်းအရာထမ်းများဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့နိုင်ငံတာဝန်လုပ်ငန်းများနဲ့ရှုပ်ထွေးလေးကစားယုံကြည်ခြင်းဒီဝတ်ပြုကိုးကွယ်ခြင်းတဲ့အသင်းတော်ဖြစ်မြောက်ရေးတပည့်တော်စုဖြစ်မြောက်ရေးမှာစ၍ဦးစီးဦးဆောင်ကိုယ်တိုင်လုပ်ကင်ဆောင်ရွက်တာတော့မချီးမွမ်းမဲ့နဲ့အမှတ်ရမပြောဆိုပဲနဲ့ခြံခဲ့လို့မရတဲ့သူကတော့ဥစောထုံးဝဲပဲဖြစ်ပါတယ်လို့ကျွန်တော်တင်ပြလိုပါတယ်။နောက်အကြောင်းအရာကတော့အသင်းတော်မှာပါဝင်ဆက်ကပ်ခဲ့ခြင်းအပိုင်းကြောင်းလေးကိုလည်းအနေနဲ့တင်ပြလိုပါတယ်။အဲ့ဒီတပည့်တော်စုအချိန်ကာလလှုပ်ရှားမှုစတဲ့အချိန်ဟာ1983-84မှာ
1990အတွင်းအပတ်စဉ်ကျွန်တော်တို့ကြီးမလိုက်အသင်းတော်ကြီးမှဦးစီးဦးဆောင်တဲ့ကျွန်တော်တို့ရဲ့တပည့်တော်စုတစုကိုအတူတကွဒီကျွန်တော်တို့ဒီဘုံဘုံဟိတတ်တပည့်တော်စုနဲ့အတူတကွအဲ့ဒီအချိန်ခါမှာကြီးမလိုက်အသင်းတော်ကြီးကနေပြီးတော့တပည့်တော်စုတစုဖြစ်တဲ့အသင်းတော်ရဲ့ကြည့်ရှုဆောင်မမှုအောက်မှာကျွန်တော်တို့တပည့်တော်စုအသင်းသူသင်သားများနေတဲ့ဒီဝတ်ပြုကိုးကွယ်ခြင်းကိုလည်းပဲခြားပလတ်အပတ်စဉ်အိမ်များကိုကျွန်တော်လှည့်လည်ပြီးတော့အသေးချာဝတ်ပြုခြင်းကိုးကွယ်ခြင်းများကိုလည်းဦးစီးဦးဆောင်လုပ်ကိုင်ပေးတဲ့ကြီးမလိုက်သင်းတော်ရဲ့ဦးဆောင်မှုနဲ့ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်လို့အဲ့ဒီအချိန်ခါမှာလည်းပဲအများဆုံးကတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးပေါ်ပြီးစိုက်ပျိုးရေးဥယျာဉ်ခြံမှာတာဝန်ရနေထိုင်ကြတဲ့မန်နေဂျာများဖြစ်ကြတဲ့ဦးစောမြင့်တင်တို့ဦးစောမောင်မောင်ရွှေတို့သူတို့မိသားစုများသူတို့ဒီစိုက်ပျိုးရေးဥယျာဉ်ခြံထဲမှာအစိုးရပေးထားတဲ့နေထိုင်ရေးတိုက်ခန်းများမှာသူတို့ဒီမိသားစုနေထိုင်တဲ့အခါမှာကျွန်တော်တို့မိသားစုကျန်တဲ့မြို့ပေါ်ရှိတဲ့ယုံကြည်သူမိသားစုများကဘုပြုကိုးကွယ်ခြင်းများကိုအထူးသဖြင့်ဥပမောင်ရွှေရဲ့နေမှာအပတ်စဉ်တွေ့ဆုံပြီးတော့ဘုပြုကိုးကွယ်ခြင်းကိုကြီးမလိုက်သိန်းတော်မှာဆရာကြီးဦးချက်ဆင်အောင်ဦးဆောင်ပြီးတော့လာရောက်ပြီးတော့ကျွန်တော်တို့ပြုစုဆောင်ရွက်ပေးပါတယ်လို့ကျွန်တော်တို့အဲ့ဒီဆရာကြီးဦးချက်ဆင်အောင်ဆိုလို့ရှိရင်လည်းပဲလိုအပ်တဲ့တပည့်တော်စုများအတွက်ကိုလစဉ်ပုံမှန်ပွဲတော်မင်္ဂလာဘုတ်ကိုလည်းပဲဆရာကြီးကပတ်စင်လာရောက်ပြီးတော့ဦးဆောင်ပြီးဆောင်ရွက်ပေးပါတယ်လို့အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ဝိညာဉ်ခေါ်အားများတိုးပွားရရှိပြီးတော့ယုံကြည်သူမိသားစုများနေတဲ့ဘုရားရှင်ရဲ့မြတ်တော်ရဲ့အောက်မှာအထူးတကွအသင်းတော်ဖြစ်မြောက်ရေးအချိန်ကာလအထိကိုအတူတကွလက်တွဲလုပ်ကင်ဆောင်ရွက်ခဲ့ကြောင်းကိုလည်းပြောကြားလိုပါတယ်လို့အဲ့ဒီအချိန်မှာကျွန်တော်တို့မိခင်သင်းတော်ကြီးပနိုင်သင်းတော်နေတဲ့ကသေယုံဆရာကြီးပိက္ခရရဆရာဦးသာတဲ့အသင်းတော်ဥက္ကဋ္ဌဦးမျိုးဝင်းအတွင်းရေးမှူးဦးမျိုးဝင်းနဲ့ဥက္ကဋ္ဌဦးဂျိုဘမောင်အတွင်းရေးမှူးဦးမျိုးဝင်းနဲ့ကျွန်တော်တို့ကြီးပနိုင်သင်းတော်ရဲ့သာသနာပြုရေးတာဝန်ကဖြစ်တဲ့ဆရာမကြီးဒေါ်တန်းကျွယ်တို့ကနေပြီးတော့ကျွန်တော်တို့တပည့်တော်စုဖြစ်တဲ့မော်ဘီမြို့မှာတပည့်တော်စုနဲ့ခမရ16လေဒီတမိသားစုတို့ကိုကျွန်တော်တို့ဒီတပည့်တော်စုတစ်စုအနေနဲ့ဦးစီးဦးဆောင်ပြီးတော့ကျွန်တော်တို့ကိုပြုစုဆောင်ရွက်ခဲ့ပေးတာကိုလည်းအမှတ်ရလည်းရှိပါတယ်လို့အဲ့ဒီမှာတစ်ဆက်တည်းပဲကျွန်တော်တို့ဒီအသင်းတော်ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများရေးဆွဲချမှတ်ခြင်းများကိုလည်းပဲရေးဆွဲပေးခြင်းဆောင်ရွက်ပေးခဲ့ပါတယ်အသင်းတော်ရဲ့လုံထုံးလုံနည်းများဖြစ်မှာအသင်းတော်ဖွဲ့စည်းရေးနဲ့အသင်းတော်ရဲ့ budget financial များကိုဒီကဲ့သို့ရေးဆွဲဆောင်ရွက်ရမယ်ဆိုတာလည်းကြီးပနိုင်အသင်းတော်ကနေပြီးတော့ဦးစီးဦးဆောင်လုပ်ကင်ဆောင်ရွက်ပေးကြောင်းကိုလည်းတင်ပြလိုပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တပည့်တော်စုမှာမိသားစုအနေနဲ့ကတော့10 ကဏ္ဍလောက်ပဲရှိပါတယ်သို့တော်လည်းပဲဥယျာဉ်ရဆိုလို့ရှိရင်အသင်းသား80နဲ့1ယောက်ရှိတဲ့ချိန်ခါမှာကြီးပနိုင်သင်းတော်ကြီးအနေနဲ့ကျွန်တော်တို့ပေါ်ပြီးမျိုးမှတပည့်တော်စုကိုအသင်းတော်ဖွဲ့စည်းရေးမှာဦးစီးဦးဆောင်ပြီးတော့အသင်းတော်စတင်ပြီးတော့95ခုနှစ်မှာဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်းကိုလည်းဥစွာတင်ပြလိုပါတယ်လို့အဲ့ဒီအချိန်ခါမှာအသင်းတော်စတင်ဖြစ်ပေါ်လာတဲ့အချိန်ခါမှာကျွန်တော်တို့ပေါ်ပြီးမျိုးမှနှစ်ချင်းသင်းတော်ရဲ့ဖွဲ့စည်းပုံအရအသင်းတော်ရဲ့ပထမဦးဆုံးသင်းအုပ်ဆရာကြီးကတော့ဆရာဦးစောကြီးလိုပဲဖြစ်ပါတယ်လို့အဲ့ဒီအချိန်မှာအသင်းတော်ဖြစ်လာတဲ့အချိန်မှာ
အလုံးမှုဆောင်အဖွဲ့အနေနဲ့လည်းပဲဦးစီးဦးဆောင်ပြီးတော့အဖွဲ့ဝင်ကော်မတီများဖွဲ့စည်းတဲ့နေရာမှာအလုံးမှုဆောင်အဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့ကတော့ဦးအကဦးမောင်မောင်ရွှေဖြစ်ပါတယ်လို့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီဖွဲ့စည်းကနဦးဖွဲ့စည်းပြီးတဲ့အသင်းတော်ရဲ့အတွင်းမှုအနေနဲ့ကတော့ခုနကကျွန်တော်စောစောအစီအခံတင်ပြခဲ့သလိုပဲဒီမှာဒါမှတက်ကြွစွာဖြစ်အသင်းတော်ဖြစ်မြောက်ရေးအတွက်ကိုဥဒ္ဒချသဲတွဲအနေနဲ့ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ပြေလွှာဆောင်ရွက်ပေးခဲ့တဲ့ဦးစောထုံးဝင်းဖြစ်ပါတယ်လို့အသင်းတော်ရဲ့အလုံးမှုဆောင်အဖွဲ့အတွင်းမှုဖြစ်ပါတယ်။နောက်အသင်းတော်အနေနဲ့အရေးကြီးငွေကြီးနဲ့ဘတ်ဂျက်ကိုစီမံဆောင်ရွက်ပေးမဲ့သူကတော့အန်ဒီဒေါ်ထွေးထွေးပဲဖြစ်ပါတယ်ဒီပုံကိုများကျွန်တော်တို့ဦးဆောင်ပြီးတော့အသင်းတော်စတဲ့ဖွဲ့စည်းစေမှစရွေးကတော့ဦးပါဝဲဆက်ကလောက်ကင်ဆောင်ရွက်ပေးကြတော့ယုံကြည်သူများဖြစ်ကြောင်းကိုလည်းပဲတင်ပြလိုပါတယ်လို့အသင်းတော်ရဲ့30အတွင်းပြောင်းလဲခြင်းနဲ့ဘဝအမှတ်တရအနေနဲ့ကတော့ပြောရမယ်ဆိုရင်ကျွန်တော်ဒီမော်ဘီမြို့ကို1980ခု83ခုနှစ်မှာစတင်ရောက်ရှိလာတဲ့အချိန်မှာဌာနဆိုင်ရာမြို့နယ်မှုအနေနဲ့ကျွန်တော်စီမံကိန်းရေးဆွဲဦးစီးဌာနကိုတာဝန်ယူခဲ့သလိုကျွန်တော်တို့မော်ဘီမြို့နယ်ရဲ့အုပ်ချုပ်ရေးပိုင်းမှာဆိုလို့ရှိရင်မြို့နယ်ပြည်သူ့ကောင်စီရဲ့အုပ်ချုပ်မှုဖွဲ့စည်းပုံရှိပါတယ်အဲ့ဒီအချိန်မှာကျွန်တော်နဲ့တစ်နှစ်ထဲနဲ့အတူတကွမြို့နယ်အုပ်ချုပ်ရေးတာဝန်ကိုယူခဲ့သောဗိုလ်မှူးကတော့ဗိုလ်မှူးဦးမောင်ထွေးဖြစ်ပါတယ်ဗိုလ်မှူးမောင်ထွေးတို့မိသားစုအနေနဲ့သူတို့ရဲ့အကြောင်းအရာလေးကိုလည်းမိတ်ဆက်တင်ပြပေးရမယ်ဆိုရင်ဦးမောင်ထွေးဗိုလ်မှူးမောင်ထွေးရဲ့ဇနီးတရားဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူမိခင်ဂျီတူဖြစ်ပါတယ်အန်ဒီဒေါ်ကျူဖြစ်ပါတယ်အန်ဒီဒေါ်ကျူမှာသားသမီး4ဦးရှိပါတယ်သား3ယောက်နဲ့သမီး1ယောက်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်ကာလမှာဘိုးဘိုးမောင်ထွေးနေတဲ့ကအုတ်ချုပ်ရေးရဲ့အကြီးအကဲတူဖြစ်စလို့မော်ဘီမြို့နယ်နေတဲ့အုတ်ချုပ်ရေးသာမကအဲ့ဒီအချိန်ကာလမှာ1989 90လောက်မှာဒီအုတ်ချုပ်ရေးတာဝန်ရဘိုးမောင်ထွေးဟာကျွန်တော်တို့မော်ဘီမြို့ပေါ်မှာရှိတဲ့ရပ်ကွက်ကြီး၄ခုမှာအစိုးရရဲ့ခွင့်ပြုမိန့်နဲ့အစိုးရရဲ့ပေးအပ်တဲ့တာဝန်ကိုဘိုးမောင်ထွေးကခြေပေါ်စာထမ်းဆောင်ခဲ့ပါတယ်ဒီအုတ်ချုပ်ရေးတာဝန်များကိုထမ်းဆောင်ခဲ့တဲ့ဘိုးမောင်ထွေးဟာအဲ့ဒီအချိန်ခါမှာကျွန်တော်တို့မြို့ပေါ်ရပ်ကွက်ပေါ်ပြီးရပ်ကွက်၄ခုမှာတိုးချက်1တိုးချက်2တိုးချက်3တိုးချက်4ဆိုတဲ့လူတွေရပ်ကွက်များကိုသူ့ရဲ့လက်ထက်မှာဥဆောင်ပြီးတော့ကျွန်တော်တို့မြို့ကွက်များကိုတိုးချက်ပြီးမြို့ကွက်ရိုက်ပြီးတော့အေယာကွက်များကိုပေ40 60ကွက်များကိုကျွန်တော်တို့မြို့တွေလူတွေနဲ့အတူတကွအဖို့တန်းရာထမ်းများအားလုံးအတွက်ကိုမြို့ကွက်ရိုက်ပြီးတော့ချပေးပါတယ်အဲ့ဒီအချိန်ခါမှာလည်းပဲကျွန်တော်အနေနဲ့ကတိုးချက်4ရက်ကွက်မှာကျွန်တော်မြေကွက်တစ်ကွက်ရရှိပါတယ်အဲ့လိုပဲကျန်တဲ့ဆိုရမူရန်တာဝန်ရှိသူများဒီအရပ်ဘက်နေဘက်တပ်ဘက်ရာရှိများကိုလည်းပဲရုပ်ဘက်1 2 3 4မှာတိုးချက်များမှာပေ40 60ကွက်များကိုချပေးတဲ့ချိန်ခါမှာတိုက်ဆိုင်ပဲကျွန်တော်တို့ကအဲ့ဒီချိန်မှာအခုနမော်ဘီမြို့မှာတပည့်တော်စုပေါ့နော်ဝတ်ပြုရာနေရာတစ်ခုကိုကျွန်တော်တို့လိုအပ်လက်ရှိပါတယ်အဲ့ဒီချိန်မှာမော်ဘီမြို့မှာတိုးချက်3ရပ်ကွက်မှာဘုံမောင်ထွေးနေတဲ့မြို့ဘက်ရိုက်တဲ့နေရာမှာကျွန်တော် EF 7နဲ့7ဆိုတဲ့မြို့ဘက်မြေကွက်နှစ်ကွက်ကိုကျွန်တော်တို့ယုံကြည်သူမိသားစုများဖြစ်ကြတဲ့ပေါ်ပြီးတပည့်တော်စုမှာပါဝင်ကြသောအိမ်တော်မိသားစုများ
ရဲ့ဝတ်ပြုကိုးကွယ်ဖို့အတွက်ကိုနေရာဒေသလေးတစ်ခုကိုတတ်တတ်မှမှဘိုးဘိုးမောင်ထွေးရစီစဉ်ပြီးတော့ကျွန်တော်တို့ကိုရေကွက်နှစ်ကွက်တွဲရချပေးပါတယ်ဘိုးဘိုးမောင်ထွေးရဆိုလို့ရှိရင်အဲ့ဒီအချိန်ခါမှာလည်းပဲသူကမယုံကြည်သူတယောက်ဖြစ်သလိုဒီနေ့ထိလည်းပဲတက်ရှိထေရှားအသက်85နှစ်ပေါ်ပြပါမဲ့နေထိုင်လက်ရှိပါတယ်သူရဲ့မိသားစုအနေနဲ့ကတော့သူကဗုဒ္ဓဘာသာဖြစ်ပါတယ်သို့သော်လည်းသူရဲ့ဇနီးတဲ့ဖြစ်တဲ့အန်တီတော်ချီချူဟာယုံကြည်သူမိသားစုအမတားမှာဖျားတရားကိုင်းဆိုင်တဲ့အန်တီမိသားအန်တီတော်ချီချူဖြစ်ပါတယ်သူလည်းပဲဒီကျွန်တော်တို့ဝတ်ပြုကိုးကွယ်ရာမြေရရှိဖို့အတွက်ကိုခေမောတယ်နဲ့တူတကွတိုင်ပင်ဆောင်ရွက်ပြီးတော့ EF 11နဲ့12ကိုပေါ်ပြီးမျိုးမှနှစ်ချင်းခရိယာအသင်းတော်ဗိမာန်တော်တည်ဆောက်ရေးအတွက်ကိုသတ်သတ်မှမှမြေနေရာကိုဘိုးဘိုးမောင်မောင်ထွေးချပေးလို့ကျွန်တော်တို့ဝတ်ပြဝန်သားစွာဖြင့်အဲ့ဒီအချိန်ခါမှာရရှိကြောင်းကျွန်တော်အနေနဲ့ဒီကနေ့လည်းပဲမှတ်တမ်းလို့သလိုမမေ့မပြောက်တဲ့ဒီပြန်ပြီးတော့အမှတ်ရစရာအကြောင်းချက်ကြီးတစ်ခုတွေနဲ့ကျွန်တော်ဖော်ပြရဖြစ်ပါတယ်လို့သူတို့ရဲ့မိသားစုလည်းအများမှကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်ခါမှာကျွန်တော်ကလည်းပဲဌာနဆိုင်ရာတာဝန်နဲ့ဘုံဘူးကလည်းပဲအာဏာပိုင်ဖွဲ့စည်းရဲ့အကြီးဆုံးတာဝန်ရှိသူတူနေတဲ့တိကျွမ်းခင်မင်းရင်းနှီးခဲ့တဲ့အပေါ်မှာဖျားရှင်ရဲ့ကောင်းကြီးမင်္ဂလာကစီဆဲပြီးတော့ကျွန်တော်တို့ယုံကြည်သူမိသားစုများရဲ့နေရာဒေသလေးကိုဖျားရှင်ရဲ့လိုတော်နဲ့ညီလက်ကရရှိခဲ့ကြောင်းလည်းပဲအဘဲပဲမှတ်ရတယ်ကျေးဇူးတင်နေပါတယ်လို့ပြောကြားလိုပါတယ်ကျေးဇူးတင်ဖို့အကြောင်းကတော့အဓိကအကျဆုံးတဲ့ကျွန်တော်တို့အရေးကြီးဆုံးကတော့ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ရှိသောသက်ရှိအသက်ရှင်တော်မူသောဖဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲကျေးဇူးတင်လိုပါတယ်ကျွန်တော်တို့ကဘယ်လိုပဲမိမိရဲ့မိသားစုစာဝတ်နေရေးအတွက်ကိုအစိုးရမှုထမ်းလူကားများကိုတာဝန်ဆောင်ရွက်တဲ့ရှိပေမဲ့လို့ဒီဝိညာဉ်ရေးနဲ့ပတ်သက်ပြီးတော့မိဘလူကြီးများကဒီယုံကြည်ခြင်းအမွေကိုဆင်ဆက်ပေးခဲ့တဲ့အစဉ်အလာကိုလည်းပဲကျွန်တော်တို့အနေနဲ့အမတားမှကြီးမားခိုင်မာသောယုံကြည်ခြင်းနဲ့ဆက်လက်ပြီးရှောင်လန်းအသက်ရှင်ခဲ့ရတဲ့နေရာမှာအခုလိုဘုရားရှင်ရဲ့လိုတော်နဲ့အစီအမံကြောင့်ကျွန်တော်တို့ရန်ကုန်မှာနေထိုင်နေကြတာအချိန်ခါနဲ့ခုနှစ်ကြာရောက်လာတဲ့အချိန်ခါမှာကျွန်တော်တို့မိသားစုကလည်းပဲဒီမော်ဘီမြို့နယ်ကိုတာဝန်ဖြစ်ရောက်ရှိလာတဲ့ပြင်မှာခုနပြောသလိုမိမိတို့ရဲ့ယုံကြည်ခြင်းမျိုးစေ့ကိုလည်းပဲမော်ဘီမြို့မှာနှစ်ချင်းခရိယာအသင်းတော်ရဲ့ဒီဗိမာန်တော်ဒီဆောက်ရေးတာမကပဲနဲ့ဒီကနေ့အထိကျွန်တော်တို့ဆက်လက်ပြီးတော့ဒီယုံကြည်ခြင်းအမွေကိုကိုတော်ရှင်ရဲ့အလိုတော်အချမ်းစီတော်နဲ့ညီဖြစ်ဆွဲပြီးတော့ထမ်းဆောင်ခွင့်စက္ကဆောင်ရွက်ခွင့်ကိုဖဖျားရှင်အလိုတော်နဲ့ညီခွင့်ပေးတဲ့အတွက်ဖဖျားရှင်ကိုကျေးဇူးတင်ပါတယ်ဒုတိယတစ်ခုကတော့ဒီမှာကျွန်တော်တို့မတိုင်ခင်မှာဒေသနေနဲ့ရောက်ရှိနေကြတော့အပေါင်းအသင်းတကယ်ချင်းရောင်းရဲအိမ်တော်မိသားစုအသီးသီးပေါ့နော်ဟိုချိန်ခါတော့ဒီမှာယုံကြည်သူမိသားစုများနေတဲ့ရောက်ရှိနေကြတော့ခရိယာယုံကြည်သူမိသားစုများနဲ့အတူတကွစိတ်တူသဘောတူအမှုတော်မြတ်ကိုတောင်းတရာမှာပါဝင်တဲ့လောက်ကင်ဆောင်ရွက်ခဲ့ရပါတယ်လို့ကျွန်တော်နေတဲ့ဟောပြီးမြို့မနေချင်းသင်းတော်ရဲ့ဒီအုတ်ချုပ်ကြီးအလုံးမှုဆောင်ဖွဲ့အုတ်ချုပ်ရေးအဖွဲ့မှာတာဝန်နေနဲ့ကစောစောကကျွန်တော်တင်ပြခဲ့သလိုကတူဦးပထမဦးဆုံးဥက္ကဋ္ဌဖြစ်တဲ့ဦးမောင်မောင်ရွှေကွယ်လွန်သွားပြီးတဲ့နောက်ပါကျွန်တော်ဟာဒီအသင်းတော်ရဲ့ဒုတိယအကြိမ်မြောက်ဥက္ကဋ္ဌအလုံးမှုဆောင်အဖွဲ့ဥက္ကဋ္ဌတူနေတဲ့အများဆန္ဒဖြင့်ဘုရားရဲ့အလိုတော်ကိုဆက်ကလက်ဆောင်ရွက်ခဲ့ရကြောင်းဘုရားရဲ့ကျေးဇူးတော်ကိုလည်းအပဒါမှချီးမွမ်းပါတယ်အထူးသဖြင့်ကျွန်တော်ဒီကနေ့
အသက်83နှစ်တိုင်အောင်ကျမ်းမာစွာဖြစ်ဖဖျားရှင်ရဲ့ဘုရောမြတ်မှာတောင်းတတရားမှာလောကီဆောင်ရွက်ခွင့်ကိုလည်းကျမ်းမာခြင်းခွန်အားကစပြီးဘုရားရှင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ကုန်လွန်ခဲ့တဲ့2024နဲ့ဒီအခုရောက်ရှိနေတဲ့2025ခုနှစ်နှစ်အတွင်းမှာကျွန်တော်ဟာကျမ်းမာခြင်းခွန်အားအပဒါမှနေပါပြီးတော့ခွန်အားနည်းနေတာမကဘဲနဲ့ကျွန်တော်တို့ဒီကျမ်းမာရေးအတွက်အသက်ရှင်ရေးအတွက်ကိုလည်းပဲဖဖျားရှင်ထံဆုတောင်းတဲ့အခါမှာဘုရားရှင်ကနားညောင်းပြီးတော့ကျွန်တော်ကို24 25နှစ်စလုံးမှာလိုအပ်တဲ့ကျမ်းမာရေးပြန်လည်တည်ဆောက်နိုင်ဖို့ကျမ်းမာရေးကောင်းမွန်ဖို့လိုအပ်သောယောဂများကိုစစ်ဆေးခြင်းဆေးရုံသို့အကြိမ်ကြိမ်တက်ရောက်ပြီးတော့ဆေးဝါးကုသမှုခံယူခြင်းကိုလည်းဒီကနေ့အထိကျွန်တော်အနေနဲ့ဆေးဝါးကုသမှုကိုခံယူလျက်အသင်းတော်မှာတာဝန်ပေးထားတဲ့အသင်းတော်ရဲ့နာယကဥဆောင်အဖွဲ့ဝင်တယောက်နေတဲ့ပါဝင်ခွင့်ကိုလည်းပဲအသက်ရှင်ခွင့်ပေးသလားတဲ့ဖဖျားရှင်ရဲ့ကျေးဇူးတော်ကိုမချီးမွမ်းမနေနိုင်ပါဘူးဆက်လက်ပြီးဖဖျားရှင်ရဲ့ပေးရတဲ့ကျမ်းမာရေးကိုအားမိမိရဲ့အသက်တာတစ်လျှောက်မှာလည်းပဲသေရပံသက်တဆုံးထိကိုတတ်နိုင်သူရဲ့ဖဖျားရှင်အတွက်ကိုအတူတကွလက်တွဲဆောင်ရွက်လက်ရှိသောအမှုတော်ဆောင်ဆရာကြီးဆရာမကြီးများအပြင်အလုံးမှုဆောင်ဖွဲ့ဝင်များအသင်းတော်မှာဖွဲ့စည်းထားတဲ့အမျိုးသမီးအသင်းတော်အမျိုးသားတာဟာယလူငယ်ကြိုးစားခြင်းစသဖြင့်အဖွဲ့အစည်းအသီးသီးနဲ့အတူတကွဒီအသင်းတော်ကြီးရဲ့တိုးတက်ရတိုးတက်ကြောင်းကိုဉာဏ်စွမ်းရှိသူကိုတော်ရှင်ရဲ့ကောင်းကြီးမင်္ဂလာများကိုခေါ်စားတဲ့ဆက်လက်ပြီးတော့ဆက်ကလုတ်ကင်ဆောင်ရွက်သွားပါမယ်လို့တင်ပြရင်းနဲ့ဒီကုန်းချုပ်အပ်ပါတယ်အားလုံးကို sweet December လို့နှုတ်ခွန်းဆက်ပါတယ်အာမင်